ကဲအားလုံးပဲမင်္ဂလာပါတာမမရေးပြောတယ်ဒီမှာတာစန်တာအိတ်ထုတ်တယ်မမဝဲလဲဆိုပြပါရောဒီမှာလာလက်ဒီမှာကြောက်နေပါဒီထုတ်တယ်မှာဒီဆိုတန်းကတော့မလေတန်လို့ပါလို့စပွန်ဒီစာလုံးလို့ရပါတယ်ခရရင်လို့ပါလို့စပွန်ရပါတယ်တာဖန်လာတယ်မှာဒီပါဒီငါရတာဖန်လာဒီငါကြောက်တလားပြောတာပဲကပြောလိုက်ဒီလားငါရကြတော့တာသူများပေးထားပါဒီငါကြတော့သူများပေးထားပါဒါခရကင်ပါဒီပေါ်မှာစပေါ်နဲ့ဒီပေါ်မှာစပေါ်နဲ့ဒီငါမှာတင်ထားပါဆိုတော့မှာ grey white shirt ဒါဒီငါလေးလိုချင်တယ်ဆိုလို့ရတာဆန်းဒီအိုင်လာမှာလည်းပါဆန်းစောရတယ်များလိုက်ပါโอเคကဲကြောက်ဘူးလဲဆိုတာဖြစ်ထီသွားတယ်ဒီနေအောင်သွားတယ်အမတက်ပင်လေးရှိလိုက်မယ်ဒီမှာမတက်ပင်အဲ့ဒီတက်ပင်လေးอ่ะဒီမှာဒီလိုမျိုးသွားရတာလေးရဲတော့ဒီနေရာလေးသွားတယ်သွားပြီးဆိုတော့ဒီနေရာကိုတက်တက်သွားလိုက်ပြန်ဒီမှာတက်ပင်လေးရှိပြီးသွားတယ်ဒီနေရာလေးမှာအပေါက်လေးတွေ့လားဒီပေါက်ထဲဝင်သွားတော့ဒီမှာရလီလေးတွေ့တယ်အဲ့ဒီထဲဝင်သွားတော့ကြဝိုင်းဆိုတော့ဒီနေရာရောက်သွားလိမ့်မယ်ရောက်ပြီဆိုတော့ဒီမှာဝယ်လာပြီဆိုတော့ဒီမှာ2000လောက်ဝယ်ကြည့်ရပါတယ်ဝယ်ရပါမယ်ဒါကတော့စကူလောက်ဝယ်လိုက်ဝယ်လာတာလို့ပြရအောင်စပေါ်ရပါတယ်ငါပြင်ရတဲ့ဒီမှာဒီနေရာမှာငါမြလို့ရပါတယ်ပြင်ဒီလိုနဲ့ခါပြတာဘာလဲစကောင်းလို့ဒီမှာဒီလိုတွေ့သွားလိမ့်မယ်ဘာလို့လဲရှိတယ်ပြီးရင်မှာပေါ်တက်တဲ့နေရာဘာလို့လဲဟာဒါဘယ်လောက်နာလဲနာတယ်မလားနားတယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေတစ်ထပ်အပိတ်ကြလေးဒီဖြစ်လာကောင်းမယ်လို့ပေါ့နော်ဒီလိုအပိတ်ကြရင်ဒီလိုပါလေအဲ့ဒီညာလေးဝင်သွားလိုက်ဝင်သွားပြီးအောက်တက်ပြုတ်ကြပါတဲ့အချိန်မှာပြုတ်လဲကြလေကြပါအဲ့ဒီပြလိုက်ရှည်တွေကနေပြုတ်ကြအောင်အဲ့ဒီထဲကနေပြီးတော့crayon pool อะไรเป็น sea track မဟုတ် crayon pool เป็นဟိုอะไร cider pool cider ဖမ်းနေနေရအဲ့ဒီနေရာကိုရောက်ပန်ကောမှာနော်တောက်ဖို့ဗီဒီယိုကကြာဒီနေရာကိုသွားလိုက်ဒီကဘယ်မှလည်းမတည်ဘူးကောကနေမှရေးပြီးကြပါအောင်ဆိုပြီးโอเคဒီဗီဒီယိုကတော့ဒါပါပဲအဲ့ဒါကိုပြပါโอเคတာဗီဒီယိုချန်လာ subscribe လုပ်ပေးကြပါဦးโอเค bye bye